ပုံကြည့်ဦးကြက်တယ်ဗျာဟိုတေကန်ပါလာတော့လေအဲ့လိုကြီးဖြစ်နေတယ်ဗျာကျွန်တော်ဒီနေ့မှဒီမှာရေလောင်းနေနဲ့အပင်ရေလောင်းနေနဲ့တွေ့တာပြန်မိတ်ဆွေတို့ကြည့်ကြပါဦးဗျာအစာကိုဖောက်သွားနေတူကကျမတကောင်မချီဦးဘလို့ရှင်တော့မလဲကွာရှာကြံကွာဒုက္ခပဲဒါမနေ့ကချိန်နေကြက်ပေါ့နော်ဒီမှာသူ့အမွှေးရောကျွန်တော်ရှေးလိုက်တယ်ဒီမှာချုပ်ပါဗျာဘာလို့ဆိုတော့ရေတောက်တဲ့ခါမှာသူကရေတွေကဒီမှာထွက်ကြတော့ဘလို့မှသူဖိုက်ခဲကိုရှင်နေရအောင်ရေတော်တော်ငတ်နေပြီးတော့ရှင်လို့ရှင်ညာချုပ်ကြည့်မှာနော်သူကသူ့ဒီမှာဒါကျွန်တော်သူ့ချုပ်ထားတာပေါ့နော်အတောင်ကြီးညုံးမှဆိုလို့ချုပ်ထားတာပဲဒါကအခုချုပ်ပြီးတော့ချုပ်ကြည့်တယ်ဗျာဘယ်လိုနေလဲတော့ရှင်လို့ရှင်ညာပေါ့ဗျာအကောင်းဆုံးတော့ try ကြည့်ပေးတာပေါ့ကျွန်တော်ချုပ်မယ်ပေါ့ကျွန်တော်ချုပ်လိုက်တယ်ပေါ့ဗျာဟိုနောက်မှချောင်းချုပ်တယ်ဗျာနောက်မှလည်းချုပ်ပေးလိုက်တယ်နောက်မှလည်းချုပ်ပေးလိုက်တယ်ဒီတော့မပေါ့ကျွန်တော်အခုဆေးချမ်းလို့နော်ဆေးချမ်းပြီးသူ့လှုပ်ပေးလိုက်တော့ကျွန်တော်ကလည်းချုပ်တဲ့ချိန်မှာရိုက်ထားတာဗီဒီယိုကပေါ့စစ်သွားတော့မမြင်ရဘူးဗျာဟိုဒါသူ့ချုပ်ထားတော့ဗျာဟိုကျွန်တော်ခုဒီနားမှာဗျာဒီနားရဲ့ကျွန်တော်ချုပ်ပေးတယ်ဒီရေပြားကြီးတော့ကျွန်တော်ချုပ်တော့ဘူးလားဗျာဟိုချုပ်လိုက်ရင်တော့နည်းနည်းတော့ချုပ်ထားပေးလိုက်ရင်ရအောင်ဒီဘက်ကတော့လိုလာမယ်မသိဘူးဒါပေမဲ့ဒီမှာချုပ်ထားတာတွေကပြေးတော့မှဆိုဒီမှာတော့ခါနေတာဟိုပုံလေးကြံသေးတယ်ပုံလေးကြံတော့ချုပ်အောင်ပါအချီထိုးအောင်ဒီနော်မှာရှိတဲ့တော့ပေါက်လေးကြံနေတယ်ချုပ်ပြီးတော့မယ်သမီးဒီလေးနေโอเคပြီးတော့မယ်ဟိုကရေတောက်တဲ့ချိန်မှာကျွန်တော်ကြည့်ရတော့ရေတွေထွက်ကြတော့စင်မတီတော့ဘာလို့ရေမဝင်ဘူးဆိုရင်တိမ်ပါပဲအဲ့တော့ဒီနေ့တော့တေးရှင်းကျွန်တော်တန်တိုင်းကတက်တော့လေးချုပ်ပြီးလိုက်တယ်တော့ဆိုလို့လုံးတော့ပါဘယ်လိုပေါင်းမရှိဘူးဒီမှာစလို့ကတော့ဖြတ်ပြီးတော့ဒီဝေါင်းမှာပေါက်ပြန်နေလားချုပ်ပေးလိုက်ကျွန်တော်ဆရာဝန်တို့ဗျာဘယ်တွေပါလဲဘိုးဝင်มาတယ်ဟုတ်ကြောတယ်ကျွန်တော်လည်းတဲ့အိတ်တော်ဝင်နေကျွန်တော်လည်းချုပ်တယ်မယ်နည်းနည်းလေးတော့ခွင့်လို့ကြာကျွန်တော်တက်လို့မှဆိုလို့ပါတကယ်တော့ operation လုံးကြီးကိုတော့မလုပ်နိုင်ဘူး။ဒါတော့ဒီစပွဲကောင်အကန်ကောင်းဟိုကျွန်တော်တို့ boarding ဆိုတဲ့စပွဲကောင်လေးအဲ့မှာပေါက်တွေပါတော့သူ့ကိုထိန်းလာတာနည်းနည်းလွယ်တော့မိုးဆိုကျွန်တော်ချုပ်လို့မရဘူးသူတယောက်ကကင်တော့မှရုံးလာပြပါဆိုကျွန်တော်ချုပ်နေရုံးလိုက်ဘုံလုံးမှဖြစ်သွားဒါဆိုတော့အပေါက်တွေအကုန်လုံးဒီလောက်တော့ဖြစ်သွားပြီထင်တယ်။တော့တော့နာပြေးပြန်ချက်ပြီးတော့ဟောဖြစ်နေတယ်။ဒီကနေ့
ဆွဲဒီစလုတ်ကအရင်ကပါတယ်အဲ့တော့အရင်ကဆွဲဟောရောအရင်ပေါက်ကြီးမဟုတ်ဘူးလေတဲ့ပေါက်ကြီးအကြီးဖြစ်နေတော့နည်းနည်းလေးရှည်လုံအောင်တယ်ဆိုတော့ဆိုတော့ဒီနေ့ကတော့ပြတ်သွားတယ်ရှည်ပြားတွေတွဲချုပ်ကြည့်မယ်ဗျာဘိုးရရှိဘူးဘိုးရရေးအောင်ဒါတော့ကျွန်တော်အေးဟုတ်နားအေးဟုတ်ဟုတ်နားဒီခေါင်းဝခဏလေးကောင်းမယ်ခဏလေးI know. It's not. I know. Pięknie. To na mnie czubi dla niego. Ê, hold on, này. Ê, hold on. Làm thử một khai, đi gom này. Đi gom này. Anh kia này nó châu này nó lưới rồi mà châu đồ nó này đi nó xỉ vào nó số thế nào thì bây giờ bảo của nó nhiều nó chân này tôi trong phố bảo được nhiều nó chân này cái này là gì Thôi đã về đi xếp đi ra đi xếp đi ra đi xếp về xếp nào vậy đó mình châu này nữa đâu
ဒါတန်းတယ်သမီးစင်းချုပ်ရတာနင်တို့နေသေးမရှိဘူးနေသေးဝယ်လို့မရဘူးဒီနိုင်ငံမှာနေသေးဝယ်လို့မရဘူးစင်းချုပ်ရတာလေအားနာတယ်တန်းတယ်သမီးဖြစ်လာမှတော့နည်းနည်းတော့အနာခံလိုက်နော်ပြီးပြန်ပြီးချိုးသိမ်းသွားပြီးချိုးသိမ်းလိုက်မယ်လောက်ပဲချုပ်မတော်ဘူးရင်းချုပ်လုံးကြည့်ရှင်ဘက်ကြီးတီမီလမ်းမလျှောက်နိုင်ဘူးဖြစ်သွားမှာတော့ဒါအသားကြီးအရင်ဆွဲထားလို့ဖြစ်ပြီးတော့ရပါဆိုတန်းနိုင်မှတက်လောက်မှတ်တက်လောက်လေးချုပ်ပေးထားရတယ်โอเคရှင်းပြီးသွားပြီပြောဒီတော့အဲ့လိုချုပ်ထားတာဗျာချောက်ဆိုလည်းအဲ့လိုချုပ်ထားတာချိုးဆိုလည်းအဲ့လိုချုပ်ထားတာနော်တောင်းရဲချုပ်ထားတယ်နည်းခိုင်းပြီးတောင်းလေးစားရမှလည်းချုပ်ထားတယ်တောင်းမြအောက်ကပဲချုပ်တယ်အောက်ကလွယ်ကဲပြီးကဲဖေရောနော်ကြိုက်တော့တန်းနဲ့နှစ်တော့ချုပ်ပြီးထားတယ်သူဤတဲ့နေအောင်ပြန်ထားလိုက်တော့ဘူးနေလေတော့မနေ့ကမှခြေတောက်ကြည့်တော့သူရေလေးနည်းနည်းဟိုလေးဆေးလေးဖြန်းအောင်မမေ့သွားဆေးဖြန်းသွားဆေးဖြန်းလိုက်အောင်နာ你看一点，对了，那变黑了，那变黑了，要，哎，看到变黑了，看到变黑了，四片没，没有，我没有了，我洗掉了我乱了，我正面的掉了。ကဲအားလုံးပဲကြည့်ပေးတဲ့မိတ်ဆွေတို့ရေကျေးဇူးတင်ပါတယ်သူ့တော့ချုပ်ပေးလိုက်ပါပြီဗျာ